မင်္ဂလာခင်ဗျာဒီနေ့တော့ကျွန်တော်တို့ drum free သုံးလို့ရတဲ့ plugin လေးတစ်ခုကျွန်တော်ပြောချင်တယ်သူကတော့ empty power drum kit ဆိုပြီးဖြစ်ပါတယ်ကျွန်တော်အရင်တုန်းကလည်းကျွန်တော် tutorial လေးမှာကျွန်တော်ထည့်ပြီးတော့ကျွန်တော်ပြောခဲ့ပူပါတယ်ခင်ဗျာဒီကတော့သူတီးတန့်လေးကျွန်တော်ပြောချင်လို့ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကဒီဟာရတယ် free သုံးလို့ရတယ်အဲ့မှာ free ရော donate လုပ်ချင်လုပ်မလုပ်ချင်လို့ရှင် skip လုပ်လိုက်လို့ရတယ်အဲ့မှာပြောစရာရှိတာကိုက empty power drum kit ကို download ချလို့ရှင် installer file အနေနဲ့ကြာတာမဟုတ်ဘူး .tl file လေးရမယ်အဲ့ .tl file လေးကိုဘယ်ထဲသွားထည့်မလဲဆိုလို့ရှင်ကျွန်တော်တို့ကဒီเนาะ C လေးက program file နဲ့အဲ့တော့ကိုအစင်ပြတဲ့နေရာသွားထည့်ပြီး search လုပ်လဲရတာပေါ့เนาะကျွန်တော်ကတော့ပုံမှန်ထည့်နေကြဒီနေရာမှာပဲ VSC plugin ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ထည့်လိုက်တယ်ဒီမှာเนาะ empty power เนาะ drunkit.tl ဆိုတဲ့ file လေးပေါ့เนาะအဲ့အကောင်လေးကိုကျွန်တော်တို့ထည့်လိုက်တယ်ထည့်ပြီးသွားလို့ရှိရင်ဒီမှာ FL Studio မှာ search လုပ်လိုက်လို့ရှိရင်ဒီလို drum လေးရမှာဖြစ်ပါတယ်ခင်ဗျာ okay အဲ့မှာ drum မှာကိုက pattern ထဲမှာသွားပြီးတော့ sorry piano roll ထဲမှာသွားပြီးတော့တခါလဲเนาะကိုတီးတက်တယ်ဆိုလို့ရှိရင်hello တီးလို့ရမယ်ဗျာ။နောက်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဘယ်လိုတီးလို့ရမလဲဆိုလို့ရှိရင် groove ဆိုရင် groove ထဲမှာသွားပြီးတော့ဥပမာ intro ဆို intro လိုက်ရှာမယ်။နောက် intro ဆို intro လိုက်ရှာပြီးတော့ကျွန်တော်အဲ့မှာကြိုက်တယ်ဆိုလို့ရှိရင်ဒီမှာနောက် channel ထဲသွားပြီးတော့အမှဆွဲထည့်လိုက်လို့ရှိရင်ရမှာပေါ့နော်။ okay ပြီးသွားလို့ရှိရင်ဥပမာကျွန်တော်တခြားဥပမာ groove တွေအဲ့လိုပဲအဆင်ပြေလို့ကျွန်တော်လိုက်ရှာလို့ရမယ်။ပြီးရင်တော့ group တွေဒီမှာ fill လေးပါရှိတယ်နော် okay ထားလိုက်ပါတော့ကျွန်တော်ဒီမှာနောက်တစ်ခုကျွန်တော်ထပ်ပြီးတော့ကျွန်တော်ဆွဲထည့်လိုက်ပြီးမှကျွန်တော် arrange လုပ်ကြမယ်တော့ပေါ့နော်ပြီးရင် fill လေးပါကျွန်တော်ထည့်လိုက်မယ်ထပ်ပြီးတော့နော်ကျွန်တော်တို့ဒီလိုပဲဆွဲပြီးထည့်တာများတယ်ဗျာပြီးမှအောက်မှာဒါတော့မေးဆိုလဲချက်ပါနော် style လေးမှာအများကြီးရှိသေးတယ်နော်သူ style လေးအများကြီးရှိတယ်ပြီးမှ velocity မှာ soft လား normal လား heavy လားဆိုပြီးရှိမယ်မှာ drum kit ဒါကတော့ခုနက drum kit ပါနော် groove တွေရှိမယ် okay အဲ့တော့ကျွန်တော်ဒီမှာဆွဲပြီးတော့ကျွန်တော်တို့ထည့်လိုက်တဲ့ဟာလေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်ကတစ် line ချင်းစီကျွန်တော်ပြန်ပြီးတော့ကျွန်တော်တို့သုံးကြမယ်ပေါ့ okay okay ရပြီအဲ့အောင်မှာကျွန်တော်တို့ playlist ထဲမှာကျွန်တော်တို့အဆင်ပြေသလိုကျွန်တော်တို့စာစီကြမယ်နော်ဒါလေးပေါ့နော်ဒီလိုလေးပဲကျွန်တော်စီလိုက်တယ်ပေါ့ဖွင့်ကြည့်မယ်ဆိုရင်okay နောက်တခြားဟာတွေနဲ့ကျွန်တော်ရောလို့ရတာပေါ့ okay အဲ့မှာနောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီမှာ mixer track တွေကိုကျွန်တော်တို့သွားပြီးချိန်လိုက်တယ် mixing လုပ်ဖို့အတွက်ချိန်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ insert 1မှာချိန် insert 1တစ်ခုထဲမှာပဲတော့ကြာနေတာကြာနေတော့ကျွန်တော်တို့ drum လေးကိုမှ case ဆို case နဲ့ဆိုစနေ high ဆို high တစ် line ချင်းကျွန်တော်တို့ mixing လုပ်ဖို့အတွက်ချိန်ချင်တယ်ပေါ့နော်ချိန်ချင်ရင်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရမလဲဆိုလို့ရှိရင် mixer ထဲမှာသွားလို့ရမယ်ဒီမှာလည်းချိန်လို့ရမယ်เนาะဒီမှာအတိုးကျကိုယ့်ဘာကိုချိန်ဒါမှမဟုတ်ရှုပ်တယ်ကျွန်တော်တို့က FL ရဲ့ mixer track ထဲမှာပဲထည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ detail setting ဆိုတာလေးရှိတယ်နောက် detail setting တွေကိုသွားဒီမှာเนาะ miscellaneous function ဆိုတာလေးရှိတယ်အဲ့ဘေးကကျော်သွားတာပါ sorry ပါနော်အဲ့ဘေးရပါတော့ဒီ plugin option နဲ့ရှိမယ် plugin option မှာ processing ဆိုတာရှိတယ် processing မှာကျွန်တော်ဒီမှာနော် automatic လုပ်လို့ရတယ်ကိုယ့်ဘာနေကို1 2 3လေးရေးရရတယ်ဒါမှမဟုတ်လို့ရှိရင် automatic ဆိုပြီးရေးလိုက်လည်းရတယ် okay automatic ဆိုပြီးရေးလိုက်မယ်ရေးပြီးွားရင်ကျွန်တော်တို့ကခုနက mixer ထဲကိုပြန်သွား mixer ထဲမှာပြန်သွားဒီမှာအောက်အကုန်လုံးက1နေဖြစ်နေတယ်အဲ့တော့1နေဖြစ်နေခြင်းအောင်ကျွန်တော်တို့ကပြန်ပြောင်းမယ်အဲ့တော့မှာ kick က1မှာထားခြင်းနဲ့စနေက2မှာထားခြင်းနဲ့ဒါမှမဟုတ် kick က2မှာထားခြင်းနဲ့စနေက3မှာထားခြင်းနဲ့เนาะဒါ site ကလည်း3မှာပဲထားမယ်hi hat ကဥပမာเนาะ4မှာထားမယ်အစရှိသဖြင့်เนาะအဲ့လိုမျိုးရွေးလိုက်လို့ရှိရင်ကျွန်တော်တို့သွားပြီးကြည့်မယ်ဆိုရင်เนาะဒီလိုပြန်ဖြစ်သွားလိုက်မယ်ဒါဆိုပိတ်ကြည့်မယ်เนาะဒီလိုမျိုးလေးရမှာဖြစ်ပါအဲ့ဆိုလို့ရှိရင်ကိုယ့်ဘက်ကို rename လေးတွေပါလေးเนาะပေးလိုက်ပါဗျာเนาะတို့ snare အဲ့ဆိုပြင်ကိုကြိုက်တဲ့ effect တွေကိုကျွန်တော်ဒီမှာလည်းထည့်လို့ရမယ်ပြီးသွားလို့ရှိရင်เนาะ mixing အတွက်ကိုကျွန်တော်ချိန်လို့ရမယ် hi hat လေးလည်းပန်လေးခွဲခြင်းနဲ့အစရှိသဖြင့်ပေါ့เนาะအဲ့လိုမျိုးလုပ်လို့ရမှာဖြစ်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်